Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ profit and loss ကိုဘယ်လိုသုံးပြုမလဲဆိုတဲ့ဟာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် profit and loss ကိုသုံးဖို့အတွက်ကျွန်တော်တို့ရဲ့ daily sale တွေရှိရမယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့အသုံးစရိတ်တွေရှိရမယ်ပေါ့နော်အဲ့ဒီပုံမူတည်ပြီးတော့ကျွန်တော်တို့က profit and loss ကိုတွက်ပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ okay ပုံမှန်ဆုံးအနေနဲ့ကျွန်တော်တို့မှာ sale data တွေရှိမှာပေါ့နော်ဒါကတော့ကိုယ့်ရဲ့နေ့စဉ်ရောင်းစရိတ်တွေအဲ့ကျွန်တော်တို့မှာပြီးတော့ expense တွေလည်းရှိနိုင်တယ်ပေါ့နော် expense မှာဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်သုံးစရိတ်တွေထည့်ထားလို့ရတယ်ဥပမာကျွန်တော်တို့ကထားလိုက်တစ်ခါသုံးပစ္စည်းတစ်ခုပေါ့နော်ခုဝယ်ပေါ့နော်ဥပမာထားလိုက်ကျွန်တော်တို့ maintenance ခုလုပ်တာအဲ့ဒါက9000ကျတယ်ပေါ့နော်ဒါ discussion မှာရေးလို့ရတယ်ဒါ recovery expense ဆိုတာဘာလဲဆိုတော့သူကခဏသုံးတဲ့ဟာပေါ့နော်ပုံမှန်တိုင်းသုံးတဲ့ဟာမျိုးပေါ့နော်အဲ့လိုချိန်မျိုးကဒီကောင်ကပန်ချစ်လို့ရတယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ maintenance ဖြစ်တဲ့အတွက်တစ်ခါပဲသုံးတဲ့အတွက်ကျွန်တော်တို့တစ်ခါပဲဆိုပြီးကျွန်တော် save လုပ်လိုက်မယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ recovery expense တစ်ခု create လုပ်မှာပေါ့နော်ဥပမာဝန်ထမ်းလကပေါ့နော် salary ရှိမှာ9000 5သိန်းပေါ့နော်ဒါဝန်ထမ်းလကဘယ်ရက်ဒီပေးအောင်ဆိုတော့ကျွန်တော်ကလစဉ်တရက်နေတိုင်းမှာပေးမယ်ပေါ့နော်ဒါကဆိုရင်အဲ salary ပါလာဆိုတော့ okay ဆိုတော့ပါအောင် okay salary create လုပ်မှာပေါ့နော်ဒါ salary ပေါ့နော်အဲ့တော့ဝန်ထမ်းမောင်ရဲ့ salary ပေါ့နော်ဒီမှာကျွန်တော်မြန်မာနဲ့လည်းရေးလို့ရတယ်ပေါ့နော်ကျွန်တော်မြန်မာဖောင်းလည်းတောင်းလို့ရမယ်အဲ့ဒါကကျွန်တော်တို့ကမောင်ရဲ့လကလာတိုင်းပေးရဖြစ်တဲ့အတွက်ကျွန်တော်တို့က recurring expense ကိုကျွန်တော်အမှန်စစ်မယ်အမှန်စစ်ပြီးတော့ recurring တိုက်က okay ကျွန်တော်မောင်ကိုရက်နဲ့ရှင်းတာလားအပတ်နဲ့ရှင်းတာလားဒါမှမဟုတ်နှစ်နဲ့ရှင်းတာလားဒါမှမဟုတ် yearly လိုက်ရှင်းတာလားဆိုတော့ပြီးကျွန်တော်တို့တစ်ခါရွေးလို့ရတယ်ပေါ့နော် okay monthly ရှင်းတဲ့ဟာပေါ့နော်နောက်ခုကျွန်တော်တို့က update တစ်ခါထည့်လာလို့ရဥပမာမောင်က contract သမားပေါ့နော်စာချုပ်နဲ့လုပ်တဲ့သူက2လ3လပဲလုပ်တယ်ဆိုတော့ဒီမှာတစ်ခါတည်းတစ်ပိုင်းလုပ်ထားလို့ရတယ်ပေါ့နော်သူဘယ်နေ့မှ terminate လုပ်မယ်ဆိုရင်တစ်ခါတည်း expire ကprofit and loss တွက်တဲ့ခါမှာထည့်မတွက်တော့ဘူးเนาะ okay အဲ့တော့ကျွန်တော်တို့ဒါကတော့ကျွန်တော်မောင်လာတိုင်းပေးတဲ့ဟာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ expense ရှိမယ်ဒီမှာကျွန်တော်ရှားဖိုင်ကျွန်တော်okay အဲ့တော့ကျွန်တော်တို့ expense တွေဒီကျွန်တော်တို့ expense တွေမှာကျွန်တော်တို့ဘာကြည့်လို့ရမလဲဆိုတော့ဒါကကျွန်တော်ဒီလအတွက် expense ပေါ့နော်ကျွန်တော်ဒီနေ့အတွက် expense ကဘာရှိပြီဆိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်အရင်ကထည့်ထားတဲ့ဟာကျွန်တော်ခုန maintenance ကဒီနေ့သုံးလိုက်တဲ့အတွက်ဒီနေ့အတွက် expense က9000တခြားဟာတွေနဲ့ပေါင်းပြီး9000ပေါ့နော်တခြားနောက်ထပ်လွန်ခဲ့တဲ့9ရက်ကဘယ်လောက်သုံးထားလဲဆိုတော့ကျွန်တော်ဒါကြည့်လို့ရမယ်တက်စုစုပေါ့ကျွန်တော်ဒါရေးသုံးထားရပေါ့နော်ဒါလွန်ခဲ့တဲ့9ရက်ကသုံးတဲ့ဟာကြည့်လို့ရမယ် okay ပြီးတော့ကျွန်တော်တို့က profit and loss ကိုလည်းတစ်ခါတွက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ရောင်းစရိတ်ကဒီလောက်ပေါ့နော်ကျွန်တော်တို့သုံးတာဒီလောက်ပြီးတော့ကျွန်တော်တို့ရဲ့ပစ္စည်းရောင်းတာနေရတဲ့ profit ကဒီလောက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ profit and loss ကဒီလိုဖြစ်နေပေါ့နော် profit and loss ကိုကျွန်တော်ဒီနေ့ကြည့်လို့ရတယ်ဘယ် category မှာဘာတွေသုံးထားလဲဆိုတာပြီးတော့ကျွန်တော်တစ်ခါလေးထောက်ပြီးကြည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ခံမှန်းလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကနောက်ဂျွန်လအတွက်ကျွန်တော်တို့အသုံးစရိတ်တွေဘယ်လောက်ဖြစ်နိုင်လဲဆိုတာကျွန်တော်မှန်းလို့ရတယ်ပေါ့နော်ဥပမာဂျွန်လ1ရက်နေ့ကနေဂျွန်လ1ရက်နေ့ကနေဂျွန်လ30ရက်နေ့စီကျွန်တော်တို့အသုံးစရိတ်ကဘယ်လောက်ဖြစ်နိုင်လဲဆိုတာကျွန်တော်တို့ခါထွက်လို့ရတယ်ဒီမှာဆိုရင်17သိန်းဒါရရှိမယ်ပေါ့နော်ဒီကကျွန်တော်တို့ဂျွန်လအတွက်အသုံးစရိတ်ဒါတွေရောင်းအားကြည့်သေးတယ်ကျွန်တော်ဆိုတာအမှန်အကျိုးခံမှန်းတယ်တော့မှမရှိဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ expand ကိုကြိုးပြီးခံမှန်းလို့ရတယ်ပေါ့နော်ဘယ် category မှာဘယ်လိုသုံးရမယ်ဆိုတာမျိုးတစ်ခါလေးပြပြီးရယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့profit and loss နဲ့ expand function ကိုကျွန်တော်ဘယ်လိုသုံးရမလဲဆိုတဲ့ဟာကိုရှင်းပြပေးရဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်